ချာ well prepare လုပ်ပြီးတော့မှအကောင်းဆုံးပဲစူးစမ်းထားတာဆိုတော့လေကိုကအနီးကပ်နေတာအတိဆုံးဆိုတော့စူးစမ်းထုတ်မှုတွေအကုန်လုံးကိုလည်းသဘောကျတယ်ပေါ့ရှင်းနေတယ်ပေါ့နှစ်ကားပါတယ်ဆိုတော့ဟိုဒါရင်းတော့နည်းနည်းတော့ပုံတာပေါ့ဒါရတာမရတာတော့ကံပဲပေါ့နော်အဲခဏနေလဲပွဲရစားတော့မှဆိုတော့သိရတော့မှာဟုတ်တယ်အဓိကအဲ့လိုတခါကြလို့ချင်းကိုယ့်အနေကိုမင်းပြောက်လေးနေတာပေါ့နော်ဒါပေမဲ့အဲလိုလာပြီးတော့အဲလိုတငယ်ချင်းနေရပါပဲပြောကြတာဟာဟောဖြစ်တယ်နော်အဲ့လိုပြောရင်နဲ့လူက pressure နဲ့ပို့ပြီးလာသလိုပဲဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါပွဲတဲ့ fashion ကတော့ဟိုဒါကျွန်တော်တို့ဟိုကားရိုက်ဆိုလို့ရှိရင်လည်းအမြဲတမ်းဝတ်စားတွေပေါ့နော်ပုံမှန်ဒီပါကျွန်တော်ချုပ်ပေးနေတာ A-red ရာစာကိုနဲ့မှဒါစီစဉ်ပေးထားတာပေါ့ဒါကျွန်တော်နှစ်ယောက်တော့နောက်လက်ဝဲရတနာတွေဆိုလို့ရှိရင်လည်းဒါကျွန်တော်ဟိုလူတိုင်းချစ်တဲ့တူနိုင်ရနေပြီးတော့ဒါကျွန်တော်တို့ဆင်မြန်းပေးထားတာပါအဲ့ဒါလည်း A-red ရာစာအမှပဲလုပ်ပေးထားတာဘာလေးထည့်လာစုံမဲမုံလေးတွေပါတယ်ဘိုက်စားတယ်လို့အမစားလားကျွန်တော်စားစာချင်းနေတယ်စဉ်းစားတာသူကရမှမသိမှမသိကြသေးရနော်ဝက်ပြီးမှပဲသိအဲ့လေကျေးဇူးများတင်ပါတယ်ဘယ်လိုလဲပြပါသေး